မိပါဖေယကိစ္စမိပါဖေယကံနံတရဏကိစ္စမိပါဖေယစစ်ပရိသတ်စိတ်ရချမ်းသာနဲ့ကိုယ်ရကျမ်းမာနဲ့ပြည့်စုံကြပါစေခင်ဗျာဟဲ့โอกันตะเลนังกิสามิบาเป